အဲ့ဒီအဖွဲ့အစည်းမှာကျွန်တော်ဘဝရဲ့15နှလုံးမြုပ်နှံခဲ့ပြီးအမြဲတမ်းလက်တန့်ရှင်းတန်းတဲ့ယူသားမှုကိုမပြတ်မကွက်ထိန်းသိမ်းလာခဲ့တယ်။ဒါပေမဲ့ကိုယ်ဇနီးကပဲသူ့နာမည်ရင်းနဲ့ကျွန်တော်ကိုတိုင်ကြားခဲ့တဲ့ရွံ2 တန်းလက်ငွေယူထားတယ်လို့ဆွဆွဲပြီးတော့စီကန်းစစ်ဆေးရေးအဖွဲ့ကလည်း3 လပြည့်အောင်စုံစမ်းစစ်ဆေးခဲ့ပေမဲ့မတန့်ရှင်းတဲ့ပတ်စံတပြားတောင်ရှာမတွေ့ခဲ့ဘူးအပြစ်ကင်းရှင်းကြောင်းအတည်ပြုပြီးတဲ့နောက်အဖွဲ့အစည်းရဲ့ညွှန်ကြားရေးမှူးကကျွန်တော်လက်ကိုတင်းတင်းဆုပ်ကိုင်ပြီးတောင်းပန်တယ်။ကျွန်တော်ကတော့စကားတစ်ခုမှမပြောဘဲတိတ်တိတ်လေးလှည့်ပြီးအိမ်ပြန်လာခဲ့တယ်။သမီးလေးရဲ့ပန်းရောင်တန်းနဲ့ပဖောင်းဖောင်းလေးကိုကြည့်မိတဲ့အခါနှစ်တွေတစ်လျှောက်ကျွန်တော်ဇနီးရဲ့အေးဆက်တဲ့သဘောထားနဲ့သူမရဲ့အဲ့ဒီဝမ်းကွဲကအိမ်ကိုမကြာခဏလာလဲတာတွေကိုရုတ်တရက်တတိယလာတယ်။နောက်တစ်နေ့မှာကျွန်တော်သမီးလေးကိုဆေးရုံခေါ်သွားတယ်။ဖခင်ဖြစ်ကြောင်းစစ်ဆေးချက်ရလက်ကိုလက်ထဲရောက်လာတဲ့အချိန်မှာလက်တွေကမရက်မနာတုန်နေခဲ့တယ်။စီကန်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်ဝမ်ကကျွန်တော်လက်ကိုတင်းတင်းဆုပ်ကိုင်ပြီးရဲဘော်ကြောင့်မင်းအလွန်ကြီးမားတဲ့မတရားမှုကိုခံခဲ့ရတာပဲလို့ပြောတယ်။ကျွန်တော်ကသူ့ကိုကြည့်ရင်အရင်တိုင်းတိတ်ဆိတ်နေခဲ့တယ်။စပွဲပေါ်မှာဖိုင်တစ်ဖိုင်တင်ထားတယ်။တောက်နေတဲ့တစိမ့်တုံးအောက်ကအနက်ရောင်စလုံးတွေနဲ့ကြောက်ကြီးကရွမ်2 တန်းလက်ငွေလက်ခံရယူခဲ့တဲ့ဟူသောဆွဆွဲချက်နဲ့ပတ်သက်၍လို့ရေးထားတယ်။အဲ့ဒါကမဟုတ်မမှန်ဆွဆွဲချက်ပေါ်နောက်ဆုံးစုံစမ်းစစ်ဆေးရေးအစီရင်ခံစာဖြစ်တယ်။3 လစုစုပေါင်း12ရက်တိတိတရက်မကြံအကျယ်ဝန်း30စတုရန်မီတာလောက်မရှိတဲ့အခန်းထဲမှာပိတ်လောင်ထားခံရပြီးအရသာမရှိတဲ့အစားအစာကိုတယောက်တည်းစားခဲ့ရတယ်။တနေ့ကို2 ကြိမ်အစားအစာလာပို့သူရှိတယ်လို့ကျွန်တော်ကိုစစ်မေးဖို့လာသူလည်းရှိတယ်။စုဆောင်းငွေတွေကတပြားချင်းစီဘဲကရလာတာလဲအသုံးစိတ်တိုင်းကိုဘဲမှာသုံးခဲ့တာလဲဆိုတာတွေကိုမေးမြန်းကြတယ်။ကျွန်တော်ကလည်းထက်ခါရှင်းပြပြီးတပြားတစ်ချက်မှမယူခဲ့ဘူးလို့အခိုင်အမာပြောခဲ့တယ်။အစပိုင်းမှာမယုံကြပေမဲ့နောက်ဆုံးတော့ယုံလာပုံရတယ်။ဒီနေ့တော့အားလုံးပြီးဆုံးသွားပြီးဝမ်အဖွဲ့ခေါင်းဆောင်ကကိုယ်တိုင်ရုံးအဆောက်အုံထဲကနေကျွန်တော်ကိုလိုက်ပို့ပေးတယ်။မင်းရဲ့အဖွဲ့အစည်းပဲကိစ္စကတော့ညွှန်ကြားရေးမှူးကျန်းနဲ့အကြမ်းဖျင်းပြောပြီးမင်းရဲ့ဂုဏ်သိက္ခာကိုတရားဝင်ပြန်လဲထူထောင်ပေးဖို့အစည်းအဝေးတိတိလေးတစ်ခုလုပ်မယ်လို့သူပြောတယ်။ကျွန်တော်ကခေါင်းနဲ့ညှိလိုက်တယ်။အိမ်ပြန်ပြီးကောင်းနားယူလိုက်။အိမ်မှာမင်းမလည်းလွယ်လွယ်ကူကူနဲ့ဖြတ်တန်းခဲ့ရတာတော့မဟုတ်ဘူးထင်တယ်။ကျွန်တော်ခြေလမ်းတွေရုတ်တရက်ရက်သွားတယ်။သူ့ကိုကြည့်လိုက်တော့သူ့မျက်နှာပေါ်မှာအနှဲငယ်အောင့်ရဲတယ်လို့ဖြစ်သွားတယ်။ဟုတ်တာပေါ့ကျွန်တော်ဇနီးကျိုးရွေလေ။တရားမျှတမှုကိုကာကွယ်တဲ့သူရဲ့ကောင်းကြီးလို့တရုပ်ဆောင်ခဲ့တာပဲမဟုတ်လား။ကိုခင်ပွန်းကိုယ်တိုင်တိုင်ကြားဖို့ရှေ့ထွက်လာခဲ့တယ်လေ။ကျွန်တော်အိယာဘေးစပွဲရဲ့လှုပ်ဝက်အန်ထဲမှာရွံ့နှစ်တန်းပါတဲ့ဗန်စာအုပ်ကိုဝတ်ထားတယ်လို့တောင်ပြောခဲ့သေးတယ်။စီကန်းစစ်ဆေးရေးအဖွဲ့ကအဲ့ဒီကိုသွားပြီးလှုပ်ဝက်အန်ကိုအတင်းဖွင့်ခဲ့တယ်။အထဲမှာဘာမှမရှိဘူး။လုံးဝပလာကျင်းနေတယ်။ဒါပေမဲ့ကျိုးရွေကတော့ကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့တယ်လို့ကြိတ်ဆိုနေခဲ့တယ်။စစ်ဆေးရေးအဖွဲ့ကကျွန်တော်ကိုမေးမြန်းလာတော့သူတို့မျက်လုံးတွေကိုတက်တက်ကြည့်ပြီးစကားသုံးခုပဲပြောခဲ့တယ်။ကျွန်တော်မယူခဲ့ဘူး။အခုတော့ကျွန်တော်အပြစ်ကင်းရှင်းကြောင်းတက်တည်ပြပြီးဝမ်အဖွဲ့ခေါင်းဆောင်ကကျွန်တော်ပခုံးကိုပုတ်ပေးပြီးထွက်သွားတယ်။နေအောင်အောက်မှာကျွန်တော်တယောက်တည်းကြံခဲ့တယ်။နေအောင်ကမျက်စိကျိန်းလောက်အောင်တောက်ပနေတယ်။အိတ်ကက်ထဲကဖုန်းကရုတ်တရက်တုံလာတယ်။ညွှန်ကြားရေးမှူးကျန်းဖုန်းဆက်လာတာ။ကြောက်ရီမင်းပင်ပါလေ။ဒီညမင်းပြန်လာတာကြိုဆိုတဲ့ညစာပွဲလုပ်ပေးမယ်လေမလိုပါဘူးဆရာကြီး။ကျွန်တော်အိမ်ကိုပဲတန်းပြန်ချင်တယ်။တစ်ဖက်ကခဏတိတ်သွားပြီးမှသူကအေးပါ။မင်းမိမကမင်းကိုစိတ်ပူပြီးစောင့်နေမှာပေါ့။အလုပ်ကိစ္စတွေကိုတော့စိတ်မပူနဲ့ငါအားလုံးစီစဉ်ပေးထားမယ်လို့ပြောတယ်။ကျွန်တော်ဖုန်းချပြီးအိမ်ပြန်ဖို့တက်စီတစ်စီးငှားလိုက်တယ်။15နှစ်တာကာလအတွင်းအမှားတစ်ချက်တောင်မလုပ်ခဲ့တဲ့အဲ့ဒီအဖွဲ့အစည်းမှာဒီဖြစ်ရက်တစ်ခုလေးကြောင့်ကျွန်တော်ဟာလူတိုင်းပြောစရာဖြစ်သွားခဲ့တယ်။12နှစ်ကြာနေထိုင်လာခဲ့တဲ့ဒီအိမ်ဟာဒီဖြစ်ပျက်တွေအားလုံးပြီးတဲ့နောက်ဘယ်တော့မှအရင်လိုဖြစ်တော့မှာမဟုတ်ဘူးထင်တယ်။ရင်မောင်းကိုလိပ်စာပြောလိုက်တယ်။ကားစားထွက်လာပြီးပြတင်းပေါက်အပြင်ကတစ်ပင်အရိပ်တွေကဝါတာတာဖြတ်တန်းသွားကြတယ်။တက်ဆီကကျွန်တော်တိုက်ရှိရောက်လာတဲ့အထိကျွန်တော်စိတ်ထဲမှာဘာတွေးမှမရှိတော့ဘူး။ကားခရှင်းပြီးဆင်းလိုက်တယ်။လှေကားခွင်ထဲဝင်ပြီးတောထုတ်ကတော့ပေါက်ထဲထည့်လိုက်တယ်။တကားပွင့်လာတဲ့အခါအတန်တစ်တစ်လေးတတန်ကဖေးဖေးလို့ခေါ်လိုက်တယ်။အတန်လေးကအနှဲငယ်မြင့်တက်ပြီးပူကျဲလာတယ်။ဖက်နဲ့လဲပြီးအထဲဝင်လာတော့ကျိုးရွေးကအယုတ်လေးလေးကင်ထားပြီးကျွန်တော်တို့သမီးအနံနဲ့ကစားနေတယ်။အနံကဆိုဖာပေါ်ထိုင်ရင်းခြေထောက်လေးတွေလွှဲကတခစ်ခစ်ရင်းနေတယ်။ကျိုးရွေးကကျွန်တော်ကိုမြင်လိုက်တဲ့အခိုက်ချက်ချင်းတောင်ခဲသွားတယ်။သမီးလေးကဖေးဖေးလို့ခေါ်တဲ့အတန်ကတိုးတိုးလေးပဲဖြစ်ပြီးကြောက်ရွံ့တွတ်ဆုပ်နေတဲ့အရေးရောင်ပါနေတယ်။လွန်ခဲ့တဲ့3 လအတွင်းဖြစ်ပျက်ခဲ့တာတွေကြောင့်သူမကကျွန်တော်နဲ့ဝေးကွာသွားခဲ့တာပဲ။ကျိုးရွေးကအယုတ်ကိုချပြီးမတ်တက်ရက်လိုက်တယ်။ပြန်ရောက်လာပြီလား။ကျွန်တော်သူမကိုကြည့်လိုက်တယ်။သူမကနည်းနည်းပိန်သွားပုံရပြီးကိုယ်တိုင်ပဲအကြီးအကျယ်မတရားခံရသူလိုဟန်ဆောင်နေတယ်ကျွန်တော်ကဘာမှမထူးခြားသလိုအင်းခနဲ့အတန်ပြုတ်လိုက်ပြီးဆိုဖာစီသွားထိုင်တယ်အနန်းကမိခင်နောက်ကနေခေါင်းလေးထွက်ပြီးကျွန်တော်ကိုတိတ်တိတ်လေးခိုးကြည့်နေတယ်ပါဖောင်းဖောင်းလေးတွေကပန်းရောင်တန်းနေပြီးချစ်စရာကောင်းလို့နဲ့အရင်ကဆိုအဲ့ဒီပါလေးတွေကိုလက်နဲ့ညှစ်ကစားရတာကျွန်တော်အကြိုက်ဆုံးပဲဒါပေမဲ့အခုတော့အဲ့ဒီမျက်နှာလေးကိုကြည့်ရင်ရင်ထဲမှာအေးဆက်တောင်တင်းနဲ့ချမ်းစိတ်မှုတစ်ခုပဲခံစားရတဲ့ရေတောက်ဦးလေးတယောက်ယောက်ကရေခွက်တစ်ခွက်လှမ်းပေးလာတယ်ကျွန်တော်မယူလိုက်ဘူးကျွန်တော်ပြန်လာမဲ့အကြောင်းကိုဘယ်ချိန်ကသိတာလဲဝမ်ဖွဲ့ခေါင်းဆောင်ကဒီမနက်ဖုန်းဆက်ပြောတယ်အော်ညှက်ကန်းထဲမှာတိတ်ဆိတ်ချင်းကပြည့်ညတ်သွားတယ်TV ကဖွင့်ထားဆဲဖြစ်ပေမဲ့အတန်ပိတ်ထားတယ်။စပွဲပေါ်မှာတတိပကံတစ်ချက်တင်ထားပြီးစက်ပစ်တီးတွေကမယုံနိုင်တော့အောင်လက်ဆက်နေတယ်။အဲ့ဒီခိုက်မှာတစုံတရာကိုရုတ်တရက်တတိယသွားတယ်ကျွန်တော်ကိုခေါ်ဆောင်သွားတဲ့နေ့ကဗုဒ္ဓဟူးနေ့။အဲ့ဒီနေ့မိုးလဲပိုင်းမှာအလုတ်ကနေခေါ်နေကြဝမ်ကွဲဆုံးဖန်ကညစာလာစားခြင်းတယ်လို့ပြောခဲ့တယ်။သူကတက္ကသိုလ်တုန်းကကျွန်တော်ထက်2 တန်းစီနီယာဖြစ်ပြီးနောက်ပိုင်းမှာလည်းတစ်စနစ်တည်းအောက်မှာအတူအလုပ်လုပ်ခဲ့ကြတယ်။သူမိဘတွေနဲ့ကျွန်တော်မိဘတွေကလည်းအရင်ကတည်းကတီးကျွမ်းပြီးခင်မင်ရင်းနှီးကြတာကြောင့်ကျိုးရွေးကသူ့ကိုဝမ်ကွဲလို့ခေါ်ခဲ့တာ။သူကအိမ်တော်မရှိပဲကျွန်တော်တို့အိမ်ကိုအခမဲ့ထမင်းစားဖို့မကြာခဏရောက်လာတတ်တယ်။ကျွန်တော်ကိုခေါ်သွားပြီးတဲ့နောက်သူလာဖြစ်သေးလားဆုံးဖန်မကြသေးခင်ကဒီကိုလာသေးလားကျိုးရွေးရဲ့ကိုဟန်ကစက္ကန့်နဲ့ငယ်များတောင်းတင်းသွားတယ်အရန်တိတာတာမဟုတ်ပေမဲ့ကျွန်တော်အားလုံးကိုသတိထားမိတယ်မလာပါဘူးမင်းခုလိုဖြစ်နေတဲ့အချိန်မှာသူကဘလို့လုပ်ပြီးမျက်နှာပြလာရဲမှာလဲသူမမျက်လုံးတွေကဟိုဟိုတီတီပြေးလွှားနေပြီးရှောင်လွှဲနေတယ်ကျွန်တော်ဘာမှမပြောဘဲစပွဲပေါ်က remote ကိုကောက်ယူပြီး TV ကိုပိတ်လိုက်တယ်မတ်တက်ရက်ပြီးကျွန်တော်ပင်ပန်းနေပြီအိတ်တော့မယ်လို့ပြောကအိတ်ခမ်းဘက်လျှောက်သွားတယ်ညစာစားဖို့အစင်သင့်ဖြစ်နေပြီးနည်းနည်းလောက်မစားဘူးလားမစားတော့ဘူးအိတ်ခမ်းတကားကိုတွန်းဖွင့်လိုက်တယ်အဲ့ရကတော့ကျွန်တော်မထွက်ခင်ကအတိုင်းတက်တက်ရက်ရက်ပြင်ဆင်ထားတယ်အဲ့ရဘေးစပွဲပေါ်မှာကျွန်တော်ထားခဲ့တဲ့ပညာရေးဆိုင်ရာစာအုပ်တွေကို fashion magazine တွေနဲ့အစားထိုးထားတယ်အဲ့ရဘေးစပွဲအန်ဆွဲကိုဆွဲဖွင့်လိုက်တယ်
ကျွန်တော်နိုင်ကအထဲမှာရှိနေတယ်ဒါပေမဲ့ပတ်စံအိတ်ရဲ့လှုပ်ဝက်အိတ်ကကိုတော့ဖောက်ဖွင့်ထားပြီးပျက်စီးနေတယ်အယုတ်ဆိုးတဲ့စုပ်ပြဲရကြီးတစ်ခုကျန်နေတယ်လက်ကိုအထဲထည့်ဆန်းကြည့်လိုက်တော့လုံးဝပလာဖြစ်နေတယ်တကားဝမှာကျိုးရွေးကစိတ်လှုပ်ရှားစွာနဲ့လက်ချင်းပုတ်ရင်ရက်နေတယ်ကြောက်ရီကျမရှင်းပြတာကိုနားထောင်ပေးပါအဲ့ဒီနေ့ကကျမစိတ်လွတ်တယ်လို့ဖြစ်နေခဲ့တာပါကျွန်တော်လှည့်ကြည့်လိုက်တော့သူမကမျက်ရည်တွေစီးကြအောင်ငိုနေတယ်ဖိအားတွေကအယမ်းများလုံးခဲ့တယ်တနေ့နေ့မှာတယောက်ယောက်ကဖုန်းဆက်ပြီးမင်းလက်ငွေယူထားတယ်လို့ပြောလာမှမကြခင်တခုခုဆူဆူရွရွဖြစ်လာတော့မှကိုကျမကြောက်နေခဲ့တာမင်းကိုယ်တိုင်ကိုကြတိုင်ကြလိုက်ရင်အပြစ်ပြန်ဆက်ဖို့စူးစမ်းတာလို့တတ်မှတ်ပေးမယ်လို့သူတို့ပြောကြတယ်သူမပြောနေတဲ့လိမ်ညာချက်တွေဟာကျွန်တော်စုံစမ်းစစ်ဆေးခံနေရစဉ်ကစိတ်ကူးရင်ထားခဲ့တဲ့ဖြစ်နိုင်ခြေရာပေါင်းများစွာတဲ့ကတခုနဲ့တော့မကိုက်ညီဘူးသူမပေးတဲ့စင်ကြေတွေကရေးစရာကောင်းလို့နဲ့သူမငိုနေတာကိုရက်ကြည့်နေရင်ကျွန်တော်ရင်ထဲမှာဘာခံစားချက်မှမရှိခဲ့ဘူးအိမ်အောင်တက်ဆက်9နှစ်ကြာလာတော့သူမကိုအတွင်းအပြင်အကုန်သိပြီလို့ထင်ခဲ့တယ်အခုမှပဲသူမကိုလုံးဝမသိခဲ့ဘူးဆိုတာနားလည်လာတယ်သူမကိုကြည့်လိုက်ပြီးနောက်သူမနောက်ဖက်အခန်းထဲကနေခေါင်းလေးထွက်ကခိုးကြည့်နေတဲ့သမီးလေးအနန်စီကိုအကြည့်ရောက်သွားတယ်အနန်ကအသက်9နှစ်ရှိနေပြီသူမကကျိုးရွေးနဲ့အရန်တူတယ်အထူးသဖြင့်မျက်လုံးတွေကပိုတူတယ်အရင်ကလူတိုင်းကအနန်ဟာကျွန်တော်တို့နှစ်ယောက်ရဲ့အကောင်းဆုံးပေါင်းစပ်မှုလို့ပြောကြတယ်အမေမျက်လုံးနဲ့အဖေနှာခေါင်းကိုရထားတယ်အနန်ရဲ့နှာခေါင်းလေးကိုကျွန်တော်စိုက်ကြည့်နေမိတယ်တေးသေးလေးနဲ့အပေါ်ဘက်ကိုအနှဲငယ်ကော့နေတယ်အဲ့ဒါကတကယ်ပဲကျွန်တော်နှာခေါင်းနဲ့တူရဲ့လားယူတုဆရာအတွေ့တစ်ခုကစိတ်ထဲကိုတိတ်တဆိတ်ဝင်လာတယ်အဲ့ဒီအတွေ့ကအမြင့်တွယ်သွားတဲ့အခါဘလို့မှပြန်ဖြောက်လို့မရတော့ဘူးနှလုံးသားထဲမှာကြက်ရှိနေသေးတဲ့မိသားစုပေါ်ရွေးထွေးမှုရဲ့နောက်ဆုံးအကျွင်းကြံကိုအက်ဆစ်တစ်ဆက်လူလောင်ကျွမ်းပြောက်ွယ်စေခဲ့တယ်ကျွန်တော်ကျိုးရွေနာကိုတက်တက်လျှောက်သွားတယ်သူမကအခုထိငိုနေသေးပဲမငိုနဲ့တော့ကျွန်တော်အတန်ကထူးထူးခြားခြားတည်ငြိမ်နေတယ်သူမကမယုံနိုင်တယ်လို့ကျွန်တော်ကိုမေးကြည့်နေတယ်မနေ့ပြန်အနံကိုဆေးရုံခေါ်သွားမယ်ဆေးရုံလားအနံနေမကောင်းဘူးလားသူမကတကယ်စိုးရိမ်သွားပုံရတယ်နေမကောင်းတာမဟုတ်ဘူးကျွန်တော်သူမမျက်လုံးတွေကိုတက်တက်ကြည့်ပြီးအထွေထွေစစ်ဆေးမှုလုပ်ရုံပဲလို့ပြောလိုက်တယ်နောက်တနေ့မနေ့အစောကြီး6နာရီမှကျွန်တော်နိုးလာတယ်ကျိုးရွေးကတော့ကျွန်တော်ဘေးမှာအိပ်ပျော်နေစေပဲမျက်ခုံးတွေတွန့်ကျုံနေတယ်ကောင်းကောင်းအိပ်မပျော်ပုံရတယ်သူမကိုခဏကြာစိုက်ကြည့်ပြီးနောက်ကျွန်တော်ထားကမျက်နှာတစ်ဖို့သွားတယ်မှန်တဲ့ကလူဟာတိတိတတ်တာပိန်ကျသွားပြီးမျက်လုံးတွေကအလွန်ဝေးကွာအေးဆက်နေတော့သစိမ့်တယောက်လိုတောင်ထင်ရတယ်မုတ်စိတ်ရိပ်ပြီးအဝတ်တက်လဲလိုက်တယ်မနက်9နာရီမှာအနံရဲ့အခန်းတကားကိုခောက်လိုက်တယ်အနံနိုးပြီလားအထက်ကဘာတန်မှမထွက်လာဘူးကျွန်တော်တကားကိုတွန်းဖွင့်ပြီးအထဲဝင်သွားတယ်အနံကဆောင်အောက်မှာအိတ်နေပြီးခေါင်းထိပ်လေးပဲပေါ်နေတယ်ကျွန်တော်သူမကိုနိုးလိုက်တယ်သူမကမျက်လုံးတွေကိုပို့ရင်းနိုးလာတယ်ကျွန်တော်ဖြစ်နေတာကိုမြင်တဲ့အခါဖေဖေကိုနည်းနည်းကြောက်နေတယ်လို့ပဲထားတော့ဖေဖေကသမီးကိုအပြင်ခေါ်သွားပြီးကစားပေးမယ်ဘယ်ကိုသွားမှလဲတွေးနည်းနည်းဖောက်ယူစစ်ဆေးရမယ့်နေရာကိုသွားမှအနံရဲ့မျက်နှာကချက်ချင်းကျွတ်ပြော့သွားတယ်တွေးမဖောက်ချင်ဘူးနာမကြောက်တယ်သူမကအိပ်ရပေါ်မှာလူးလိမ်ရင်ငိုယိုဆူပူတော့တယ်စူညံတန်ကြောက်ကျိုးရွေလဲနိုးလာပြီးအခန်းထဲကိုအပြေးဝင်လာတယ်ကြောက်ရည်မင်းမလုံနေတာလဲမနဲ့စောစောစီးစီးပါလို့အယူလိုလုံနေတာလဲသူမကအနံကိုတင်းတင်းဖတ်ထားရင်ကျွန်တော်ကိုဆူဆူဝါးဝါကြည့်တယ်အနံကအထိုးရမှာအရန်ကြောက်တာမင်းမသိဘူးလားဘလို့စစ်ဆေးမှုမျိုးလဲဒီနေ့ပဲလုပ်ဖို့တကယ်လို့လားကျွန်တော်ကသူမကကလေးကိုဒေါသထွက်နေတဲ့မိခင်ချက်မတကောင်လိုကာကွယ်ပေးနေပုံကိုကြည့်နေမိတယ်ဟုတ်တယ်ဒီနေ့ပဲလုပ်ရမယ်လုံးဝကိုဒီနေ့ပဲကျွန်တော်တို့နှစ်ယောက်မျက်နှာချင်းဆိုင်ရက်နေကြတယ်အနံကအလဲမှာညက်နေပြီးကျွန်တော်ကိုတလဲသူမကိုတလဲကြည့်ကနောက်ဆုံးမှာပောက်ကွဲမှုချလိုက်တယ်ဆေးရုံမသွားချင်ဘူးတွေးမဖောက်ချင်ဘူးကျိုးရွေးကသူမကိုတင်းတင်းဖက်ပြီးချုံမြူနေတယ်လို့ကျွန်တော်ကိုလည်းမျက်လုံးနဲ့ဆူဆူဝါးဝါကြည့်နေတယ်မင်းကဘာကိုစစ်ချင်နေတာလဲပုံမှန်ကျမ်းမာရေးစစ်ဆေးမှုပါပဲကျွန်တော်ဒီလောက်ကြာအပြင်မှာရှိနေခဲ့တာအခုပြန်ရောက်လာတဲ့အချိန်ကိုသမီးကျမ်းမာရေးကိုဂရုစိုက်တာတော့အဖြစ်ဖြစ်သွားပြီလားအဲ့ဒီအကြောင်းပြချက်ကညင်းလို့မရအောင်ပြည့်စုံနေတယ်ကျိုးရွေးကနှုတ်ခမ်းကိုအားနဲ့ကြိုက်ထားပြီးစကားတခုမှပြန်မပြောနိုင်တော့ဘူးကျွန်တော်ရှေ့တိုးပြီးအနံကိုသူမရဲ့လက်ထဲကနေဆွဲထုတ်လိုက်တယ်အနံကပိုးတောင်အားရပါရငိုလာတယ်သမီးကိုကျွန်တော်တယောက်တည်းခေါ်သွားမယ်မဟုတ်ရင်ကျွန်တော်တို့3ယောက်လုံးအတူသွားမယ်ရွေးချယ်သူမကကျွန်တော်ကိုဆူဆူဆိုင်ဆိုင်ကြည့်နေတယ်စက္ကန့်အနေငယ်ကြာပြီးနောက်ဆုံးတော့အလျှော့ပေးလိုက်တယ်ကျမအဝတ်သွားလဲမယ်ဆေးရုံသွားတဲ့လမ်းတစ်လျှောက်ကားထဲကလေးထုကအသက်ရှူမဝါလောက်အောင်အလွန်တင်းကျပ်နေတယ်ကျွန်တော်ကားမောင်းပြီးကျိုးရွေးနဲ့အနံကနောက်ခုံမှာထိုင်နေကြတယ်အနံကနှက်ချီရှုံရင်တိုးတိုးလေးငူနေစေပဲကျိုးရွေးကခီးတစ်လျှောက်လုံးသူမကိုချုံမြူနေတယ်ပုံမြင်တွေပြောပြပြီးစစ်ဆေးမှုပြီးရင်အကြီးဆုံးရေခဲမုတ်ဝယ်ပေးမယ်လို့ကတိပေးနေတယ်ကျွန်တော်ကတော့နောက်ကြည့်မှန်တဲ့ကနေသူတို့နှစ်ယောက်ကိုကြည့်နေမိတယ်အရန်တွေးထွေးတဲ့မြင်ကွင်းတစ်ခုပါပဲချစ်ခင်ချင်တာတက်တဲ့မိခင်နဲ့ချစ်စရာသမီးလေးမနေ့ကအဲ့ဒီတွေးတာကျွန်တော်စိတ်ထဲမဝင်လာခဲ့ရင်ကျွန်တော်စိတ်ပျော့သွားတော့တယ်အခုမှပြန်ရောက်လာတာဆိုတော့သူတို့အပေါ်ဒီလိုမဆက်ဆံတင်ဘူးလို့တွေးမိတော့တယ်ဒါပေမဲ့အခုတော့ကျွန်တော်နှလုံးသားကရေခဲတုံးတုံးလို့အေးဆက်နေပြီးဆေးရုံရောက်တဲ့အခါနံပါတ်ယူပြီး Foreign City NA စစ်ဆေးရေးဌာနစီကိုတန်းသွားလိုက်တယ် Foreign City NA စစ်ဆေးရေးဌာနဆိုတဲ့စာတန်းကိုကျိုးရွေ့မြင်လိုက်တဲ့အခိုက်သူမမျက်နှာကလုံးဝပြောင်းလဲသွားတယ်ကြောက်ရည်မင်းသူမအတန်ကတုံနေတယ်ကျွန်တော်ကသူမကိုလုံးဝပြီးမဆိုင်ပဲအနံကိုခေါ်ပြီးအထဲကိုတန်းဝင်သွားတယ်မဝင်ချင်ဘူးအထဲမှာလူဆိုးတွေပြည့်နေတယ်ကျိုးရွေ့ကကျွန်တော်တို့နောက်ကိုလိုက်လာပြီးကျွန်တော်လက်မောင်းကိုဆွဲဖမ်းလိုက်တယ်ကြောက်ရည်ဒါကဘာတိတ်ပဲလဲမင်းကအနံကိုတန်တရားဝင်နေတာလားသူမအတန်ကမကျေပေမဲ့အလွန်ပြင်းထန်နေတယ်လမ်းမကြီးပေါ်ကလူတိုင်းကကျွန်တော်တို့ဘက်ကိုလှည့်ကြည့်လာကြတယ်ကျွန်တော်သူမရဲ့လက်ကိုယုံဖယ်လိုက်တယ်မင်းမအပြစ်ရှိတယ်လို့ခံစားနေရလို့လားလို့အေးဆက်စွာမေးလိုက်တယ်သူမမျက်နှာကတေမင်းတမန်လို့ဖြူဖြော့သွားတယ်လူရုပ်မှာမင်းကဒီလိုတောင်ဘယ်လိုတွေးနိုင်တာလဲအနံကမင်းသမီးပဲမင်းရဲ့ကိုယ်ပိုင်တွေးသားပဲကျမမင်းကိုတိုင်ကြားလိုက်တာတခုတည်းနဲ့မင်းကဒီလိုနီးနဲ့ပြန်လက်စားချချင်တာလားကျမနဲ့ကလေးကိုဒီအထိအဆက်ခွဲချင်တာလားသူမရဲ့တရုပ်ဆောင်မှုကိုကျွန်တော်တိတ်တိတ်လေးရက်ကြည့်နေမိတယ်မျက်နှာပေါ်ကအမူအရာတိုင်းကျလာတဲ့မျက်ရည်စက်တိုင်းဟာပြည့်ပြည့်စုံအောင်တွက်ချက်ထားသလိုပဲအရင်ကသာဆိုရင်ကျွန်တော်ချက်ချင်းအလျှော့ပေးလိုက်မှာဒါပေမဲ့အခုတော့အဲ့ဒီမြင်ကွင်းကကျွန်တော်ကိုပြုတ်အန်ချင်စေလောက်အောင်စိတ်နာစေတယ်ရိုးရိုးရှင်းရှင်းစစ်ဆေးလိုက်ရင်အားလုံးရှင်းသွားမှာပဲကျွန်တော်အနံရဲ့လက်ကိုကင်ထားပြီးသူမနဲ့စကားထပ်မပြောတော့ပဲနေလိုက်တယ်သူနာပြုတယောက်ကကျွန်တော်တို့အနားကိုရှောက်လာတယ်
CNA စစ်ဆေးဖို့လာတာလားလူကြီးနဲ့ကလေးနှစ်ယောက်စလုံးတွေးဖောက်ယူရပါမယ်အနန်ကတွေးဖောက်ရမယ်လို့ကြားတာနဲ့ပို့ပြီးရုန်းကန်လာတယ်ကျိုးရွေးကလည်းရှေ့ကိုခုန်တိုးပြီးကလေးကိုကျွန်တော်လက်ထဲကနေဆွဲယူဖို့ကြိုးစားတယ်ကျွန်တော်ကအနန်ကိုမလုံနိုင်အောင်ခွန်အားသုံးပြီးတင်းတင်းကြပ်ကြပ်ထိန်းထားလိုက်တယ်ကျွန်တော်သွေးကိုအရင်ဖောက်ပါအကကျွန်တော်လက်မောင်းနဲ့ထိုးဖောက်ဝင်သွားတယ်သွေးတွေကဖန်ပလင်းထဲကိုစီးဝင်သွားတယ်ကျွန်တော်နာကျင်မှုကိုလုံးဝမခံစားရဘူးနောက်တစ်ယောက်ကတော့အနန်ပဲသူမကိုသူနာပြုနှစ်ယောက်ကဖိထိန်းထားရပြီးအော်ဟစ်ငိုယိုနေတယ်ဖေဖေကိုမုန်းတယ်မေမေသမီးကိုကယ်ပါဦးကျိုးရွေးကတော့ဘေးမှာရက်ပြီးရှိုက်ကြီးတင်ငင်ငိုနေတယ်ကျွန်တော်ကလည်းရက်ရက်ဆက်ဆက်ဆဲဆူနေတယ်မင်းကလူမဟုတ်ဘူးတရိတ်ဆန်ပဲဒီအတွက်နောက်တရားလိမ့်မယ်အနန်ရဲ့လက်မောင်းကနေဖောက်ယူထားတဲ့သွေးပလင်းကိုကျွန်တော်စိုက်ကြည့်နေမိတယ်ရင်ထဲမှာထူးဆန်းစွာဗလာကျင်းနေတယ်သွေးဖောက်ယူတာနဲ့စာရွက်စာတမ်းကိစ္စတွေပြီးသွားတဲ့အခါရလက်ကအလုံးလုံးရဲ့9ရက်ကြာမှရမယ်လို့ပြောတယ်လူကိုယ်တိုင်လာယူလို့ရတယ်လို့စာတိုက်ကနေလည်းပို့ပြီးလို့ရတယ်တဲ့ကျွန်တော်ကိုယ်တိုင်လာယူမယ်အဲ့ဒီလိုပြောပြီးစစ်စေးဌာနထဲကနေထွက်လာခဲ့တယ်ကျိုးရွေးကတော့ငိုလုံးလို့အားကုန်နေတဲ့အနန်ကိုချီထားတယ်သူမကကျွန်တော်ကိုအဆိုးဆုံးရန်သူလို့ဆူဆူဝါးဝါကြည့်တယ်ကြောက်ရီငါတို့အဆုံးသက်ပြီးရလက်ထွက်လာတဲ့အထိစောင့်ပြီးမှအဲ့ဒီစကားပြောပါကျွန်တော်စကားမပြောဘဲကားရဲ့နားရဘက်ကိုဦးတည်ပြီးရှေ့ကနေရှောက်သွားတယ်သူမကကျွန်တော်နောက်ကနေအိမ်ထိလိုက်လာတယ်အနန်ကိုချော့တိတ်ပြီးအိပ်ပျော်သွားအောင်လုပ်ပြီးနောက်သူမကစာကြည့်ခန်းထဲကိုဒေါသကြီးဝင်လာတယ်ကျွန်တော်ကတော့ကွန်ပျူတာရှေ့မှာထိုင်ပြီးရှေ့နေတွေကိုအင်တာနက်ပေါ်မှာရှာနေတယ်မင်းကငါ့ကိုရှင်းပြချက်တစ်ခုပေးရမယ်သူမကတကားကိုအားနဲ့ပိတ်ပြီးကျွန်တော်ကိုဘာလို့ဒီလိုလုပ်ရတာလဲလို့အော်ဟစ်မိတယ်ဘသူကမင်းသားတဲ့အစိတ်တွေမှုတ်သွင်းနေတာလဲဆုံးခံပဲမဟုတ်လားသူမကဆုံးခံအကြောင်းကိုအရင်ဆုံးထုတ်ပြောလာမယ်လို့မထင်ထားတာကြောင့်ကျွန်တော်နည်းနည်းအံ့ဩသွားတယ်သူမကိုမောကြည့်ပြီးမင်းချင်တာသူပဲလားသူမဟုတ်ရင်ဘသူဖြစ်မလဲသူလိုမျိုးငါတို့အိမ်ကိုဘသူကဒီလောက်မကြခဏလာလဲသေးလို့လဲသူကမင်းကိုတခုခုပြောထားတာတေချာတယ်လို့ပြောလိုက်တယ်သူမကရင်းနှီးနေသူတယောက်တစ်တဆကိုအသေးအတန်ဖန်ဆုပ်ထားတယ်လို့ဖြစ်နေတယ်ကြောက်ရီသူပြောတာတွေကိုမယုံနဲ့သူကတေးတိမ်ပြီးရုပ်မာတဲ့လူတယောက်ပဲငါအပေါ်မကျေနပ်တာကြာလာပြီးကျွန်တော်ရုပ်တရက်အလွန်ရစရာကောင်းတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီထဲမှာကျွန်တော်ကို10နှစ်ရက်တိတိပိတ်လောင်ခံနေရချိန်မှာကျွန်တော်ဇနီးကကျွန်တော်အခြေအနေကိုစိုးစင်းမြမစင်စားခဲ့ဘူးကိုဝမ်းကွဲလို့ခေါ်နေတဲ့သူကလည်းကျွန်တော်ကိုစုံစမ်းမေးမြန်းဖို့ဖုန်းတစ်ခေါက်တောင်မဆက်ခဲ့ဘူးအခုတော့အပြစ်အလုံးကိုသူ့ပေါ်ပုံချချင်နေတယ်သူကကျွန်တော်အကြောင်းဘာပြောလို့လဲကျွန်တော်လည်းသူမစကားကိုလိုက်ရောဟန်ဆောင်ပြီးမေးလိုက်တယ်သူမချက်ချင်းတောင်းခဲသွားတယ်သူကမင်းအကြောင်းမကောင်းပြောတာသိချတယ်မင်းကတခြားယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်နေတယ်လို့ပြောတာမဟုတ်လားသူမကစကားအခြေအနေကိုစမ်းသက်ကြည့်တယ်လို့မေးမြန်းနေတယ်ကျွန်တော်ဘာမှမပြောဘူးစက္ကန့်တိုင်းသူမမျက်နှာကပူပူပြီးဖြူဖြော်လာတယ်ကြောက်ရီမင်းကငါ့ကိုဒီလိုမတွေးနိုင်ပါဘူးငါတို့အိမ်အောင်တက်15နှစ်ရှိပြီငါကဘယ်လိုလူမျိုးလဲဆိုတာမင်းခုလောက်ဆိုမသိဘူးလားသိတယ်လို့ထင်ခဲ့ဘူးလေကျွန်တော်ပြောပြီးကွန်ပျူတာကိုပိတ်လိုက်တယ်ရလက်မထွက်မချင်းငါတို့တီးခြားခန်းတွေမှာအိတ်ကြမယ်ကျွန်တော်မတက်ရက်ပြီးစာကြည့်ခန်းထဲကနေထွက်လာတယ်မင်းကအိတ်ခန်းကြီးထဲမှာအိတ်ငါကအိတ်ခန်းထဲမှာအိတ်မဲ့သူမကအဲ့ဒီနေရာမှာပဲအမြင့်တွေတယ်လို့ရက်ကြံခဲ့တယ်တကူလုံးတုံရင်နေတယ်အကယ်၍ရလက်ကအနန်ဟာမင်းသမီးဖြစ်တယ်လို့တက်တည်ပြခဲ့ရင်ရောကြောက်ရီအဲ့ဒီခါမင်းကဒီကိစ္စကိုဘယ်လိုပြန်ပြင်မလဲကျွန်တော်ခြေလန့်ရက်လိုက်တယ်သူမကကျွန်တော်သမီးဖြစ်နေရင်မင်းကိုတောင်းပန်ဖို့တူးထောက်ပါမယ်အခန်းတကားကိုဖွင့်ပြီးအထဲဝင်သွားတယ်တကားပိတ်သွားတယ်အပြင်ဘက်ကနေသူမရဲ့အလွန်မင်းစိတ်ပြက်မှုကြွေးတံတွေပဲ့တင်ထက်ချနေရတယ်ရလက်ဆောင်ရတဲ့9ရက်ဟာရာစုနှစ်တစ်ခုလောက်ရှည်လျားတယ်လို့ခံစားရတယ်ကျိုးရွေးနဲ့ကျွန်တော်ဟာအမိုးတစ်ခုတည်းအောက်မှာအတူနေကြပေမဲ့လုံးဝသူစိမ့်တွေလိုပါပဲတယောက်နဲ့တယောက်စကားတကုံးမှမပြောကြဘူးကျွန်တော်တို့အစားအစာတွေကိုအချိန်ပိုင်းအိမ်အကူတယောက်ကချက်ပေးတယ်ချက်ပြုတ်ပြီးတာနဲ့သူမကချက်ချင်းပြန်သွားတယ်ကျိုးရွေးနဲ့ကျွန်တော်ကလည်းအချိန်လုံးဝမတူပဲတီးခြားစီစားကြတယ်အနန်ကလည်းတခုခုမားရွံ့နေပြီဆိုတာကိုခံစားမိပုံရတယ်သူမကရှုပ်ရှက်ခက်ငွေယူတာတွေရက်သွားပြီးအချိန်များစုမှာအခန်းထဲမှာတယောက်တည်းပဲနေတော့တယ်မိမိနဲ့ဖေဖေကသမီးကိုမချစ်တော့ဘူးရင်ထဲမှာအတွေနဲ့ထိုးပေါက်ခံနေရတယ်လို့နာကျင်သွားပေမဲ့ကျွန်တော်လမ်းမရက်ပဲဆက်လျှောက်သွားတယ်အဲ့ဒီ9ရက်လုံးအခန်းထဲမှာပုံအောင်နေတယ်လို့အချိန်ကုန်ခဲ့တယ်ပြီးခဲ့တဲ့10နှစ်အတွင်းကျွန်တော်တို့ရိုက်ထားသမျှတပ်ပုံအေဗန်တွေကိုတအုပ်ပြီးတအုပ်ပြန်လည်ကြည့်ခဲ့တယ်အနည်းထုတ်ထားရတဲ့ကလေးလေးဘဝကနေလှပတဲ့မိန်းကလေးလေးတယောက်ဖြစ်လာတဲ့အထိအနံကြီးပြင်းလာပုံကိုတပ်ပုံတစ်ပုံချင်းစီစစ်စစ်ဆက်ဆက်ကြည့်နေမိတယ်ပြီးတော့ကျွန်တော်ငယ်ဘဝတပ်ပုံတွေကိုရှာထုတ်ပြီးသူမနဲ့နိုင်ရှင်ကြည့်တယ်သူမကကျွန်တော်နဲ့လုံးဝမတူဘူးနောက်တော့ကျိုးရွေးရဲ့တပ်ပုံတွေကိုကြည့်တယ်မျက်လုံးကနေပါးစပ်အထိမျက်နှာပုံတရံအထိအနံကသူမရဲ့ပုံတူကူးထားတယ်လို့ပဲစွန့်ဖန်ရဲ့တပ်ပုံတွေလည်းရှာတွေ့တယ်သူကတက္ကသိုလ်လုံးကကျွန်တော်ထက်စီနီယာဖြစ်ခဲ့သူကျွန်တော်တို့နှစ်ယောက်အတူရိုက်ထားတဲ့တပ်ပုံတွေအများကြီးရှိတယ်အနံရဲ့တပ်ပုံတစ်ပုံကိုစွန့်ဖန်ရဲ့တပ်ပုံနာမှာကတ်ထားလိုက်တယ်အဲ့ဒီတရက်လှပတဲ့နှာခေါင်းမြင့်မြင့်ပြုံးလိုက်တဲ့အခါပါးစပ်ထောင်တွေအနှဲငယ်အပေါ်ကော့သွားတဲ့ပုံတောင်တပုံစံနဲ့ပဲတပုံစံနဲ့ထွင်းထုတ်ထားတယ်လို့ဖြစ်နေတယ်ကျွန်တော်နှလုံးသားကတော့အောက်ကိုပဲဆက်နစ်ဝင်သွားတယ်အနက်ဆုံး6ထဲအထိနစ်ဝင်သွားတယ်လို့ပဲစွန့်ဖန်လာလေခဲ့တဲ့အချိန်တိုင်းကိုတစ်ခုပြီးတစ်ခုပြန်စဉ်းစားမိတယ်သူကပုံမှန်အဖြစ်တောကြညတွေမှာလာတတ်တယ်တခါတလေတတိတွေယူလာတယ်တခါတလေအယုတ်တွေယူလာတယ်အနံအတွက်လက်ဆောင်လို့ပြောတတ်တယ်သူလာတိုင်းကျိုးရည်ကအထူးတလဲပျော်ရွှင်နေတတ်တယ်သူအကြိုက်ဆုံးဟင်းတွေကိုတောင်ကိုယ်တိုင်စပွဲပြည့်ချက်ပေးတတ်တယ်ကျွန်တော်တို့3ယောက်ထမင်းစပွဲမှာထိုင်ကြတယ်အဲ့ဒီ2ယောက်မှာပြောစရာတွေကမကုံနိုင်အောင်ရှိနေတတ်တယ်တက္ကသိုလ်လုံးကရေစရာအဖြစ်အပျက်တွေကနေရုံးထဲကအတင်းဖြစ်တွေထိပေါ့တခါတလေကျွန်တော်လည်းစကားဝင်ပြောတတ်ပေမဲ့သူတို့ကစိတ်မပါလက်မပါပြန်ပြေးပြီးကိုတို့2ယောက်ရဲ့ကိုယ်ပိုင်ကဘာလေးတွေကိုပဲပြန်ဝင်သွားတတ်ကြတယ်အရင်ကတော့ကျွန်တော်ကအတွေးလုံးပြီးအာယုံခံစားလို့နေတာလို့ထင်ခဲ့တယ်သူတို့ကဝမ်းကွဲတွေဆိုတော့ရင်းနှီးနေတာတဘာဝပဲလို့ယုံကြည်ခဲ့တယ်ကျွန်တော်ကအလုံများပြီး PR တွေကလည်းအရန်များတာကြောင့်စကားနဲ့လာခဲ့တယ်စွန့်ခံကကျိုးရွေးကိုအဖော်ပြုပေးနိုင်တာကိုတော့ကျွန်တော်ဝမ်းသာမိခဲ့တယ်ကျွန်တော်တကယ်ကိုတနာစရာကောင်းတော့အောင်မိုက်မဲခဲ့တာပဲလွန်ခဲ့တဲ့9နှစ်ကအနံမွေးတဲ့နေ့ကိုရုတ်တရက်တတိယလာတယ်မိဘကအပြင်ဘက်မှာကျွန်တော်ကပူလောင်နေတဲ့မိဖို့ဘောကပွေးရစိတ်တကောင်လို့စိုးရိမ်တကြီးဟိုလျှောက်တိလျှောက်လမ်းလျှောက်နေခဲ့တယ်စွန့်ခံလည်းအဲ့ဒီမှာရှိနေတယ်သူကဆေးရုံဘေးကဖြတ်သွားရင်ကျိုးရွေးမိဖွားနေတယ်ဆိုတာကြားလို့ဝင်လာတာလို့ပြောခဲ့တယ်
သူနာပြုကကလေးကိုအပြင်ထုတ်လာတဲ့အခါကျွန်တော်ကအရင်ဆုံးအပြေးသွားခဲ့တယ်။ဆုံးဖန်ကလည်းကျွန်တော်နောက်ကခြေတလန်းမကွာလိုက်လာတယ်။အနီးထုတ်ထားတဲ့အနံကိုသူကြည့်လိုက်တဲ့အခါမျက်လုံးတွေကကျွန်တော်ထက်တောင်ပိုတောက်ပလာတယ်။သူမရဲ့တကယ်ဖခင်တယောက်လိုပဲ။ဂုဏ်ယူပါတယ်ဂျူမီယာ။မင်းသမီးလေးကလှလိုက်တာအဲ့ဒီစကားကိုပြောနေချိန်တခြားသူကအနံကိုပဲစူးစူးဆိုင်ဆိုင်ကြည့်နေခဲ့တယ်။ကျွန်တော်ဘက်ကတော့တစ်ချက်တောင်လှည့်မကြည့်ခဲ့ဘူး။နောက်ထပ်တစ်ခါကိုလည်းကျွန်တော်မှတ်မိသေးတယ်။ပုံမှန်ထက်စောပြီးအလုပ်ကနေအိမ်ပြန်လာခဲ့တဲ့နေ့ပေါ့။တကားဖွင့်လိုက်တဲ့အခိုက်ဆိုဖာပေါ်မှာဆုံးဖန်နဲ့ကျိုးရွေးကိုတွေ့လိုက်တယ်။သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်အရန်ကပ်ပြီးထိုင်နေကြတယ်။ကျိုးရွေးကနှာချီတန်းရှုံရင်းငူနေပြီးဆုံးဖန်ကသူ့မပခုံးကိုလက်တင်ကချုပ်ပေးနေတယ်ကျွန်တော်ကိုမြင်လိုက်တာနဲ့လျှက်စစ်ကြည့်သွားတယ်လို့နှစ်ယောက်စလုံးလက်ခုံသွားပြီးအမြန်ခွာလိုက်ကြတယ်။သူကကိုရီးယားဒရာမာကြည့်နေတာပါ။ဇလန်ကအရန်ဝမ်းနေစရာကောင်းလို့မျက်ရည်မထိန်နိုင်တာပါအေးဟုတ်တာပေါ့။အတိအကျပဲ။မိမတွေဆိုတာတဘာဝအတိုင်းစိတ်နူးညံ့တတ်ကြတယ်လို့ကျွန်တော်ယုံခဲ့တယ်။အယူတယောက်လိုပဲအချိန်ချင်းလုံးဝယုံခဲ့တယ်။ရွက်နှစ်တန်းနဲ့ပတ်သက်တဲ့တိုင်ကြားချက်ကိုတောင်ယုံခဲ့သေးတယ်။အခုတော့သိပြီးဒီလောက်ရက်ဆက်တဲ့အကွက်ကိုကြံစီနိုင်တာသူတို့နှစ်ယောက်ပဲရှိတယ်။ကျွန်တော်ထောင်ချခံလိုက်ရင်နေ့လင်းကိုဘယ်တော့မှပြန်မြင်ရတော့မှာမဟုတ်ဘူးလို့သူတို့ထင်ခဲ့ကြတာကျွန်တော်အိမ်စုဆောင်းငွေလူမှုအဆင့်တန်းအရာအလုံးကသူတို့လက်ထဲကိုတဘာဝအတိုင်းကြားရောက်လာမယ်လို့တွေးခဲ့ကြတယ်။ကွာရှင်းမှုတောင်မလိုဘူးပေါ့။ရာဇဝတ်သားတယောက်ရဲ့ဇနီးကကလေးငယ်ကိုပြုစုရင်းခင်မိုးရဲ့တနာတက်တဲ့ဝမ်းကွဲကိုအားကိုးနေရတဲ့ဇလန်ဘလောက်တောင်စိတ်ထိခိုက်စရာကောင်းတဲ့ဇလန်လဲကျွန်တော်တပ်ပုံတွေအားလုံးကိုစုယူပြီးဖုန်းကိုကောက်ကပုတ်ကလေးကစုံစမ်းရေးသမားအဖြစ်အလုပ်လုပ်နေတဲ့တငယ်ချင်းတယောက်ကိုဖုန်းဆက်လိုက်တယ်။လူတယောက်အကြောင်းစုံစမ်းပေးပါ။ဆုံးဖန်တဲ့ကျွန်တော်ဇနီးကိုပါကျိုးရွေးနဲ့ပတ်သက်ပြီးဘာရီရှာပေးရမလဲလွန်ခဲ့တဲ့ငါနှစ်ကနေအခုချိန်ထိသူတို့နှစ်ယောက်ရဲ့ဟိုတယ်ခန်းကျိုတင်မှာယူထားမှုမှတ်တမ်းနဲ့ငွေကြေးအယောင်းအဝယ်မှတ်တမ်းတွေကိုရှာပေးသူတို့နဲ့ဆက်ဆက်သမျှအားလုံးကိုရှင်းရှင်းလင်းလင်းသိချင်တယ်ဒီကိစ္စကိုတကယ်လုပ်ချင်တာသိချရဲ့လားအင်းပါပြီးတာနဲ့မင်းကိုအကြောင်းကြားမယ်ကျွန်တော်ဖုန်းချလိုက်တယ်တကူလုံးရေခဲလုံးတုံးလို့အေးဆက်နေတယ်9ရက်မြောက်နေ့ရောက်လာပြီးအစီရင်ခံစာတွားယူရမယ်နေပဲကျွန်တော်အလုပ်ကနေခွင့်ယူလိုက်တယ်တကားထွက်ခါနီးမှာကျိုးရွေးကလမ်းပိတ်ရက်လိုက်တယ်သူမကလည်းအပြင်ထွက်ဖို့အစင်သစ်ပြင်ထားပြီးကျမလည်းလိုက်မယ်မလို့ပါဘူးကျွန်တော်ကိုယ်တိုင်ရလက်ကိုမျက်စိနဲ့မြင်ချင်တယ်သူမကအလုံးစိတ်လှုပ်ရှားနေတယ်သူမလိုချင်တဲ့ရလက်ထွက်လာမယ်ဆိုတာအပြည့်အကျသိနေတယ်လို့ပဲအချင်းတိတ်ခါရှိတဲ့ဇနီးတယောက်လိုအလုံးလောက်တရုပ်ဆောင်နိုင်ရင်အမှန်တရားကိုတော့ပြောင်းလဲပြစ်နိုင်မယ်လို့သူမထင်နေတာဖြစ်နိုင်တယ်ဒီတစ်ခါတော့ကျွန်တော်သူမကိုအထက်မငင်းတော့ဘူးအဲ့ဒီလမ်းတစ်လျှောက်လုံးကျွန်တော်တို့နှစ်ယောက်စကားတခုမှမပြောကြဘူးစစ်စေးဌာနကိုရောက်တဲ့အခါကျွန်တော်နာမည်ပြောလိုက်တယ်ဝန်ထမ်းကအညိုဖြော့ရောင်စာအိတ်တစ်အိတ်ကိုလှမ်းပေးတယ်စာအိတ်ကအရန်ပါပေမဲ့ကျွန်တော်လက်ထဲမှာတော့မယုံနိုင်တော့အောင်လေးလံနေတယ်ဒီလောက်လေးလံလို့လက်တွေနဲ့တောင်ကောင်းကောင်းမကင်ထားနိုင်ဘူးကျိုးရွေးကစာအိတ်ကိုလူယူဖို့ကြိုးစားတယ်ကျွန်တော်ဘေးကိုရှောင်လိုက်ပြီးစာအိတ်ကိုတင်းတင်းဆုပ်ထားလိုက်တယ်လက်ချောင်းထိပ်တွေကရေခဲလိုအေးဆက်နေပြီးလက်တွေကလည်းထိမရအောင်တုံနေတယ်ကျိုးရွေးကလည်းအဲ့ဒါကိုမြင်လိုက်တယ်သူမစတင်ထိတ်လန့်လာတယ်ကြောက်ရည်အခုနောက်မကြသေးဘူးဒီကိစ္စကိုရက်လိုက်လို့ရသေးတယ်အိမ်ပြန်ပြီးသမီးကိုတောင်းပန်ကြရအောင်ဒီလိုကိစ္စမျိုးဘယ်တော့မှမဖြစ်ခဲ့တယ်လို့ကျွန်မဟန်ဆောင်ပေးမယ်ကျွန်တော်သူမကိုလုံးဝဂရုမစိုက်ဘူးတုံရင်နေတဲ့လက်တွေနဲ့စာအိတ်ကိုဖောက်ဖွင့်လိုက်တယ်အထဲမှာစာရွက်တစ်ရွက်တည်းပဲရှိတယ်ကျွန်တော်စာရွက်ကိုဆွဲထုတ်လိုက်ပြီးမျက်လုံးကနောက်ဆုံးစာချောင်းစီတန်းရောက်သွားတဲ့စစ်ဆေးချက်ညီကုန်းကျုပ်စာလုံးမဲမဲကြီးတွေကမီးရဲရဲနဲ့ပူနေတဲ့ဓာတ်တစ်ချောင်းလိုမျက်စိတဲကိုတိုက်ရိုက်ထိုးဆိုင်ဝင်လာတယ် DNA ခွဲချမ်းစစ်ဆေးမှုရလက်ရကြောက်ရည်သည်ကြောက်နံဤဇီဝဖခင်မဟုတ်ကြောင်းအတည်ပြုသည်မဟုတ်ကြောင်းအဲ့ဒီစကလုံးကကျွန်တော်ကောင်းထဲမှာကျဲလောင်စွာပဲ့တင်ထက်သွားတယ်အရာအလုံးကမျက်စိရှိမှတောက်ပဖြူဖွေးသွားတယ်ကဘာကြီးတစ်ခုလုံးရုတ်တရက်တိတ်ဆိတ်သွားတယ်ကျိုးရွေးပါပြောနေလဲဆိုတာတခုမှမကြားနိုင်ဘူးကိုယ်လုံးခုန်တန်ကိုတော့မခံစားနိုင်တော့ဘူးဝိညာဉ်မဲ့သွားတဲ့ရုပ်သေးရုပ်တရုပ်လိုကျွန်တော်အဲ့ဒီနေရာမှာအမြင့်တွေရက်နေပြီးစာရွက်ကိုငေးကြည့်နေမိတယ်အချိန်ဘယ်လောက်ကြာသွားလဲမသိဘူးနောက်ဆုံးမှာကျိုးရွေးရဲ့အတန်ကကျွန်တော်နားထဲကိုထိုးဖောက်ဝင်လာတယ်အတန်ကဆူးရှားတဲ့အော်တန်တစ်ခုလိုပဲမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးဒီအစီရင်ခံစာကအတူကြီးမင်းဒီအစီရင်ခံစာကိုအတူလုပ်ထားတာသူမကရှေ့ကောင်တာစီကိုပြေးသွားပြီးလက်နှစ်ဖက်နဲ့ကောင်တာကိုရိုက်ကဝန်ထမ်းတွေကိုအော်ဟစ်တောင်းဆိုနေတယ်ကျွန်တော်ကတော့အစီရင်ခံစာကိုတိတ်တိတ်လေးခောက်လိုက်တယ်စာအိတ်ထဲပြန်ထည့်ပြီးရင်ဘတ်နဲ့တိုက်ကပ်နေတဲ့အင်ဂျီအတွင်းအိတ်ကက်ထဲကိုထည့်လိုက်တယ်အရင်ကနှွေးထွေးခဲ့တဲ့နေရာဟာအဲ့ဒီစာရွက်ကြောင့်တလုံးလိုအေးဆက်သွားပြီးကျွန်တော်လှည့်ကြည့်လိုက်တယ်ကျိုးရွေးကတော့အခုထိအယူမူစူပူနေသေးပဲသူမကအယူတယောက်လိုဖြစ်နေတယ်ကျွန်တော်သူမအနာကိုရှောက်သွားပြီးလက်မောင်းကိုဆွဲဖမ်းလိုက်တယ်ကြောက်ရည်ဓာတုပါကျမကိုယုံရမယ်တနေရာမှာအမှားရှိနေတာသိကြတယ်အိမ်ပြန်မဲ့ကျွန်တော်စကားနှစ်ခုပဲပြောလိုက်တယ်အတန်ကအလွန်တည်ငြိမ်နေပြီးကိုယ်တိုင်တောင်ကိုယ့်အတန်ကိုပြန်မမှတ်မိတော့အောင်တည်ငြိမ်နေတယ်သူမကိုဆွဲခေါ်ပြီးအပြင်ထွက်လာတယ်သူမကကျွန်တော်အားကိုမရှင်းနိုင်ဘူးဆေးရုံထဲကနေသူမကိုတန်းဆွဲထုတ်ပြီးကားထဲကိုတွန်းထည့်လိုက်တယ်အင်ဂျင်နိုးပြီးကားမောင်းထွက်လာတယ်သူမကဘေးကုံမှာထိုင်ရင်ငိုကမဖြစ်နိုင်ဘူးလို့တွတ်ပြောနေတယ်ကြောက်ရည်ကျမကိုယုံပါကျမနဲ့အတူရှိခဲ့ဘူးတဲ့တူဦးလေးတော့ယောက်ျားကမင်းပဲအနန္ကလည်းမင်းသမီးပဲဆေးရုံကတေချာပေါက်အမှားလုပ်ထားတာတိတ်ဆန်းကျွန်တော်သူမစကားကိုဖျက်လိုက်တယ်သူမတောင်ခဲသွားတယ်ကျွန်တော်အတန်နေထားကသူမကိုကြောက်လန့်သွားစေပုံရတယ်ကားထဲမှာလည်းတိတ်ဆိတ်သွားတယ်ကျွန်တော်အိမ်ကိုမမောင်းပဲလမ်းစုံတစ်ခုမှာကွေ့ဝင်ပြီးတခြားတနေရာကိုဥတီမောင်းသွားတယ်ဒီလမ်းကငါတို့အိမ်ကိုသွားတယ်လည်းမဟုတ်ဘူးမင်းငါကိုဘဲကိုခေါ်သွားနေတာလဲကျွန်တော်ဘာမှမဖြစ်ဘူးနိုင်ဝက်ခန့်ကြပြီးနောက်ကားကတိုက်ခန်းအဆောက်အုံတစ်ခုရှိမှရက်သွားတယ်ဒီနေရာကိုကျွန်တော်တစ်ခါမှမရောက်ဘူးပေမဲ့ဒီမှာဘယ်သူနေလဲဆိုတာကိုတော့အတိအကျသိတယ်ဒီလိပ်စာကတငယ်ချင်းပို့ပေးတဲ့ဖိုင်ထဲမှာပါတယ်ဆုံးဖန်ငားထားတဲ့တိုက်ခန်းပဲကျိုးရွေလည်းအဲ့ဒီနေရာကိုမှတ်မိသွားတယ်သူမမျက်နှာထဲကအယောင်အားလုံးပြက်ကွယ်သွားတယ်ကျွန်တော်ကြည့်နေတဲ့ဘက်ကိုသူမလည်းလိုက်ကြည့်ပြီးရင်းနှီးနေတဲ့တိုက်ဆောက်အုံကိုမြင်သွားတယ်ခဏအတွင်းမှာပဲတရေတကောင်လိုဖြူဖြော့သွားတယ်ကျမဒီနေရာကိုမသိဘူးကြောက်ရည်မင်းငါကိုဘာလို့ဒီကိုခေါ်လာတာလဲကျမအိမ်တန်ချင်းနဲ့သူမစိတ်လို့တလို့ဖြစ်လာပြီးကားတကားကိုဆွဲဖွင့်ဖို့ကြိုးစားတယ်ဒါပေမဲ့တကားတွေကတော့ခတ်ထားပြီးသားသူမအသေးအတန်ရုန်းကန်နေတာကိုကျွန်တော်လုံးဝဂရုမစိုက်ဘူးကျွန်တော်အတန်ကတော့အေးစက်တည်ငြိမ်နေစေပဲအဆောက်အုံ15 unit နဲ့အခန်းဆက်
ဆုံးဖန်ရဲ့နေရာကျွန်တော်စကားတခွန်းစီပြောတိုင်းသူမတကူလုံးကအကြမ်းပါတန်းတုံရင်လာတယ်တိုက်ခန်းနံပါတ်ကိုအဆုံးသတ်ဖတ်ပြီးတဲ့အချိန်မှာသူမရဲ့နောက်ဆုံးခွန်အားတစ်ဆက်ပါကုန်ခန်းသွားတယ်လို့ပဲထိုင်ကုန်နောက်မီကိုပြန်လဲကျသွားပြီးနှက်ခမ်းတွေကထိမ့်မရအောင်တုံနေတဲ့သူမစကားတခွန်းတော့မပြောနိုင်ဘူးမင်းဘလို့သိတာလဲကျွန်တော်သိချင်တဲ့အရာတစ်ခုရှိရင်နီးလန့်ရှာပြီးသိအောင်လုပ်နိုင်တယ်သူဒီနေရာကိုလွန်ခဲ့တဲ့2လကငှားထားတာမင်းအမေကမင်းကိုပေးထားတဲ့နေထိုင်စရိတ်ကနဲ့အိမ်လခပေးထားတယ်တစ်လကို6သူညအာမခံငွေ1လစာနဲ့3လစာကိုကျူပေးထားတယ်ပထမချိန်ပေးချေမှုအဖြစ်3600ပေးထားတယ်ကျွန်တော်ပုဂ္ဂလိကစုံစမ်းရေးသမားတငယ်ချင်းပို့ပေးတဲ့ဖိုင်တွေထဲမှာအားလုံးပါနေတယ်ငွေကြေးရောင်းဝယ်တစ်ခုချင်းစီကရှင်းလင်းပြတ်သားနေတယ်ကျိုးရွရဲ့မျက်လုံးတွေထဲမှာအခုတော့စစ်မှန်တဲ့ကြောက်ရွံ့မှုတစ်ခုတည်းပဲပြည့်နေတယ်သူမကကျွန်တော်ကိုလူတစ်ယောက်ကိုကြည့်တာမဟုတ်ပဲတတဝါဆိုးတစ်ကောင်ကိုကြည့်နေတယ်လို့ကြည့်တယ်မင်းကကျွန်တော်ကိုစုံစမ်းတဲ့အချိန်ကျွန်တော်ကိုတိုင်ကြားတဲ့အချိန်မှာဒီနေ့ရောက်လာမယ်ဆိုတာကြိုတွေးထားတဲ့ကျွန်တော်ဖုန်းကတုံးလာတယ်ဖုန်းကိုကောက်ယူပြီးစစ်ကြည့်လိုက်တော့အဲ့ဒီတငယ်ချင်းစီက message တစ်စောင်ဖြစ်နေတယ်လှုပ်ဝက်ကုတ်ထည့်ထားတဲ့ file တစ်ဖိုင်ဖြစ်တယ်ခေါင်းစဉ်ကမင်းလိုချင်ခဲ့သမျှလို့ရေးထားတယ်သူ့ဖုန်းကိုကျွန်တော်လက်ခံလိုက်တယ်သူပို့လာတဲ့ file ကသူတို့ဖောက်ပြန်နေတဲ့အမှုကိုအပြည့်အဝသက်သေပြပြီးတရားစွဲဆိုနိုင်လောက်အောင်လုံလောက်တယ်ဟိုတယ်ခန်းကျူတင်မှာယူထားမှုမှတ်တမ်းငွေကြေးရောင်းဝယ်မှတ်တမ်းတွေနဲ့ WeChat စကားပြောမှတ်တမ်း screenshot တချို့တောင်ပါတယ်မင်းကိုဘောင်ခတ်ဖို့သူတို့နှစ်ယောက်ကြံစီထားသမျှကိုပါတယောက်ကိုငှားပြီးပြန်ဖော်ထုတ်ထားတဲ့ကိုယ်တိုင်ကြည့်လိုက်ပါအလုပ်စူးစမ်းပေးတာကျေးဇူးတင်တယ်ကျွန်တော်ဖုန်းချလိုက်ပြီးကျိုးရရှိမှာဖုန်းမျက်နှာပြင်ကိုတက်ထောင်ပြက file နာမည်ကိုပြလိုက်တယ်အထက်ကအကြောင်းအရာကိုသူမမမြင်ရပေမဲ့အဲ့ဒီခေါင်းစဉ်ကဘာကိုဆိုလိုလဲဆိုတာတော့တေချာနားလည်သွားတယ်သူမရဲ့စိတ်ပိုင်းဆိုင်ရာခုခံအားကလုံးဝပြိုကျသွားပြီးကြောက်ရည်ကျမမှာခဲ့တယ်တကယ်ကိုအမှားကြီးလုပ်မိခဲ့တာပါဒီတစ်ခါတော့ကျမကိုခွင့်လွှတ်ပေးလို့မရဘူးလားအိမ်ပြန်ကြရအောင်နော်ကွာရှင်းမထားကြရအောင်အနံကိုလည်းစဉ်းစားပါသူ့ဖေမရှိပဲမနေနိုင်ဘူးကျွန်တော်အိတ်ကက်ထဲကဖခင်ဖြစ်ကြောင်းစစ်ဆေးချက်ကိုထုတ်ယူပြီးဖြန့်ကသူမမျက်နှာရှိကိုထိုးပြလိုက်တယ်သူမခေါင်းကုန်ပြီးကြောက်ရည်နဲ့ကြောက်နှံကြားမှာဇီဝဆက်နွယ်မှုလုံးဝမရှိကြောင်းအတည်ပြုထားတဲ့နောက်ဆုံးစာကြောင်းကိုစိုက်ကြည့်နေတယ်အဲ့ဒီစာကြောင်းတစ်ကြောင်းတည်းနဲ့သူမငူနေတာချက်ချင်းရက်သွားတယ်တယောက်ယောက်ကလဲပင်းညစ်ထားတယ်လို့ပဲကားထဲမှာလုံးဝတိတ်ဆိတ်သွားတယ်အဲ့ဒီအချိန်မှာပဲအနက်ရောင်ကားတစ်စီးကားရက်နားရတဲ့ကိုဝင်လာတယ်တိတ်မဝေးတဲ့နေရာမှာရက်လိုက်တယ်တကားပွင့်လာပြီးစွန့်ဖန်ကရင်မောင်းခုံဘက်ကနေဆင်းလာတယ်သူကတက်တောင့်တက်တာရှိတဲ့ပေါ့ပေါ့ပပဝစ်စားတွေဝတ်ထားပြီးလက်ထဲမှာဈေးဝယ်အိတ်ချိုကင်ထားတယ်အိတ်တွေထဲမှာဟင်းသီးဟင်းရွက်အသားနဲ့ငါးတွေပြည့်ကျက်နေတယ်သူကလမ်းလျှောက်လာရင်တချင်းတစ်ပုတ်တောင်ငင်းနေသေးတယ်ကားကိုတော့ခတ်ပြီးတဲ့နောက်အဆောက်အုံ15ရဲ့သတင်းပေါက်တစ်ခုပေါ်ကိုမော့ကြည့်လိုက်တယ်သူ့မျက်နှာပေါ်မှာအိမ်ပြန်ရောက်လာသူတယောက်လိုပျော်ရွှင်ခြင်းနဲ့တဲ့အပြုံးကြီးတစ်ခုကပ်နေတယ်အဲ့ဒီဘက်ကအခန်းထောက်103ရှိတဲ့နေရာပဲကျိုးရွလည်းအဲ့ဒါကိုမြင်လိုက်တယ်သူမကအဲ့ဒီလူကိုသူ့လက်ထဲကဈေးဝယ်အိတ်တွေကိုသူ့မျက်နှာပေါ်ကလုံးဝကျဉ်နေတဲ့အပြုံးကိုငေးကြည့်နေတယ်နောက်ဆုံးမှာတော့သူမကမျက်နှာကိုလူတွေပေါ်မြုပ်ချလိုက်ပြီးဒဏ်ရာရထားတဲ့တိရစ္ဆာန်တစ်ကောင်လိုဖိနှိပ်ထားရတဲ့နာကျင်စွာငိုကြွေးတန်ထွက်လာတယ်ကျွန်တော်သူမကိုအိမ်ပြန်ခေါ်လာတယ်လမ်းတစ်လျှောက်လုံးကျိုးရွကစကားတခုမှထပ်မပြောတော့ဘူးဘေးကုံမှာကိုကြုံပြီးထိုင်နေကစုပ်ပြဲပြီးဝိညာဉ်မဲ့နေတဲ့အယုတ်ဆုပ်တရုပ်လိုဖြစ်နေတယ်အိမ်ရောက်တဲ့အခါကားကိုရက်လိုက်တယ်သူမကတော့လုံးဝမလုံးမရှက်ပဲနေတယ်နောက်ဆုံးကားလေးကဆင်းလာတဲ့အခါကျွန်တော်နောက်ကနေတိတ်တိတ်လေးလမ်းလျှောက်လာပြီးဝင်ပေါက်လမ်းကြားကိုဖြတ်ကာဓာတ်လီကားထဲဝင်လာတယ်ဓာတ်လီကားကနေဆင်းပြီးတဲ့အခါကျွန်တော်အိမ်တကားကိုတိုးဖွင့်လိုက်တယ်အတန်ကြားတာနဲ့အနံကသူမအခန်းထဲကနေပြေးထွက်လာတယ်မိမိလို့ခေါ်ပြီးကျိုးရွစီပြေးသွားတယ်ကျိုးရွရဲ့ကိုဟန်ကရုတ်တရက်တောင်ခဲသွားပြီးအနေငယ်နောက်ဆုတ်ရှောင်လိုက်တယ်အနံကမမျောလင့်ထားတာကြောင့်ကြောင်သွားတယ်သူမကမျက်လုံးဝိုင်းကြီးတွေထဲမှာရှုပ်ထွေးမှုနဲ့နာကျင်မှုတွေပြည့်နေပြီးအံ့အားသင့်စွာရက်နေတယ်ကျိုးရွကိုကြည့်လိုက်ကျွန်တော်ဘက်ကိုကြည့်လိုက်နဲ့ခဏကြာတော့အနံကကြောက်ရွံ့တိုးဆုပ်စွာသူမအခန်းထဲကိုပြန်ဝင်သွားပြီးတကားပိတ်လိုက်တယ်ကျွန်တော်ဖက်နဲ့လဲပြီးဧကန်ဆိုပါစီရှောက်သွားထိုင်လိုက်တယ်ထိုင်မာလို့ပြောလိုက်တော့ကျိုးရွကကျိုးဖြတ်ခံထားရတဲ့ရုပ်တရုပ်လိုဖြစ်နေတယ်သူမကကျွန်တော်မျက်နှာချင်းဆိုင်ကလက်တင်ကလပ်ထိုင်ပေါ်မှာထိုင်ချလိုက်တယ်ကျွန်တော်လက်တော့ယူဖို့စာကြည့်ခန်းထဲမသွားတော့ပဲဧကန်ထဲကစမတ် TV ကိုဖွင့်လိုက်တယ်ဖုန်းမျက်နှာပြင်ကို TV ကြီးစားပေါ်ဓာတ်ရိုက်ပြောင်းလွှင့်လိုက်တယ်ပထမဆုံးစာရွက်ကတော့အဖြူမင်းနဲ့ရှင်းလင်းပြတ်သားနေတဲ့ DNA ဖခင်ဖြစ်ကြောင်းစစ်ဆေးချက်ပဲညီကုန်းချုပ်ကလည်းအလိုရှင်းလင်းနေတဲ့ပထမဆုံးဒီကိစ္စကိုပြောကြရအောင်အနံကကျွန်တော်သမီးမဟုတ်ဘူးဒါကြောင့်ကွာရှင်းပြီးရင်အုတ်ထင်းခွင့်အပြည့်ကိုမင်းရမယ်ဒါပေမဲ့ကလေးစရိတ်တစ်ပြားတစ်ချက်မှကျွန်တော်ပေးမှာမဟုတ်ဘူးကလေးကိုလာတွေ့ခွင့်အတွက်စီစဉ်ဖို့လည်းမလိုဘူးကျိုးရွရဲ့ကိုဟန်ကအနေငယ်တုံရင်သွားပေမဲ့သူမစကားတခုမှမပြောဘူးကျွန်တော်နောက်စာမျက်နှာကိုဆွဲပြောင်းလိုက်တယ်ဖန်သားပြင်ပေါ်မှာတစ်ခုပေါ်လာတယ်အဲ့ဒါကကျွန်တော်စူးစီးထားတဲ့ကျွန်တော်တို့ပိုင်ဆိုင်မှုစီရင်ပဲဒုတိယချက်ကပိုင်ဆိုင်မှုတွေဒီ180စတူရန်မီတာအကျယ်ဝန်းရှိတဲ့အိမ်ကိုကျွန်တော်တို့လက်မထက်ခင်ကတည်းကကျွန်တော်တစုံတရာမကြမ်းအပြည့်အဝပေးချေဝယ်ယူထားတာအိမ်ပိုင်ဆိုင်မှုစာချုပ်ကလည်းကျွန်တော်နာမည်တစ်ခုလေးနဲ့ပဲဒါကကျွန်တော်လက်မထက်မီပိုင်ဆိုင်မှုဖြစ်လို့မင်းရှယ်ရရမှာမဟုတ်ဘူးရွှေ9သိန်းတန်ကားကလည်းကျွန်တော်နာမည်နဲ့မှတ်ပုံတင်ထားပြီးလက်မထက်ခင်စုဆောင်းထားတဲ့ငွေနဲ့ဝယ်ထားတာအဲ့ဒါလည်းကျွန်တော်လက်မထက်မီပိုင်ဆိုင်မှုပါပဲအဲ့ဒီထဲကလည်းမင်းရှယ်ရရမှာမဟုတ်ဘူးငါတို့နှစ်ယောက်ရဲ့စုဆောင်းငွေတွေကတော့ကိုယ့်အကောင့်ထဲမှာရှိတဲ့ငွေကိုကိုယ်စီပိုင်ကြမယ်မင်းရဲ့အကောင့်တွေကိုကျွန်တော်စစ်ပြီးမိမိဘာတွေပေးထားတဲ့ငွေပြင်မိနစ်ကစားပြီးစွန့်ဖန်ကအရေးကြလွှဲပေးနေတဲ့ရွမ်32သိန်းလည်းရှိတယ်မင်းကမင်းမေရဲ့ကက်ကိုသုံးပြီးအဲ့ဒီငွေတွေကိုငွေကြေးခွာချခဲ့တာကျွန်တော်မသိဘူးလို့တကယ်ထင်ခဲ့တာလားဒီငွေတွေကသူနဲ့မင်းကြားရှိတဲ့မတရားဖောက်ပြန်ဆက်ဆံမှုရဲ့သက်သေပဲကျွန်တော်အဲ့ဒါတွေကိုတရားရုံးကိုတင်ပြမယ်ကျွန်တော်စကားတခွန်းချင်းပြောတိုင်းကျိုးရဲ့မျက်နှာကပူပြီးဖြူဖြော်လာတယ်ကျွန်တော်နောက်စာမျက်နှာကိုဆွဲပြောင်းလိုက်ပြန်တယ်ဖန်သားပြင်ပေါ်မှာတပ်ပုံတွေတပုံပြီးတပုံပေါ်လာတယ်စွန့်ဖန်နဲ့သူမဟိုတယ်ပြင်မှာအတူရှိနေတဲ့ပုံတွေဒါမှမဟုတ်တိုက်ခန်းကရက်နားရမှာတယောက်နဲ့တယောက်ဖန်နှန်းနေတဲ့ပုံတွေပဲအချိန်နဲ့နေရာတွေကိုလည်းရှင်းရှင်းလင်းလင်းနဲ့အသေးစိတ်မှတ်တမ်းတင်ထားတယ်တတိယအကြောင်းပြချက်ကကွာရှင်းချင်းအိမ်တော်ရေးဖောက်ပြန်မှုအခြားသူတဦးနဲ့ရေရှည်မတရားဆက်ဆံရေးထိန်းသိမ်းထားမှုဒီအတွက်သက်သေတွေကညှင်းလို့မရအောင်ခိုင်းလုံနေဒါပေမဲ့အရေးကြီးဆုံးကမင်းနဲ့ဆုံးဖန်ဟာကျွန်တော်ကိုပေါင်းခတ်ဖို့ဘဝပျက်စီးအောင်လုပ်ဖို့ပူပေါင်းကြံစည်ခဲ့ကြတာပဲကျွန်တော်ရဲ့ပိုင်ဆိုင်မှုအားလုံးကိုသိမ်းယူနိုင်ဖို့တခုလေးသောရည်ရွယ်ချက်နဲ့ကျွန်တော်ကိုထောင်ချဖို့ကြံစည်ခဲ့ကြတာဒါကရိုးရိုးအိမ်တော်ရေးဖောက်ပြန်မှုတသက်မဟုတ်ဘူး
ရာဇဝတ်မှုတစ်ခုပါဖန်သားပြင်ပေါ်မှာဝီချက်စကားပြောမှတ်တမ်း screenshot အချို့ပေါ်လာတယ်အချစ်ရီသူကမကြသေးခင်ကကျမကိုတန်တရားဝင်လာပြီးတင်တယ်ဘာလို့ကြမလဲမင်းကဘာကိုကြောက်နေတာလဲအစီအစဉ်တိုင်းပဲဆက်လုပ်သူထောင်ထဲရောက်သွားတာနဲ့မင်းနဲ့အနန်ကငါလူတွေဖြစ်လာမှာပဲရွမ်းနှစ်တန်းပါတဲ့ပန်စာအုပ်ကရောသူတကယ်ယုံပါမလားမင်းကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့တယ်လို့ပဲအခိုင်အမာပြောစီကန်းစစ်စေးရေးကော်မရှင်ကအပြစ်ရှိတဲ့သူလွတ်သွားတာထက်အပြစ်မရှိတဲ့သူကိုမှားဖမ်းမိတာကိုပိုနှစ်သက်တယ်သူ့ကိုချုပ်ထားနိုင်ရင်မဟုတ်ဘူးသူ့ကိုဖမ်းဆီးနိုင်ရင်ငါတို့တေချာပေါက်အနိုင်ရပြီးဒါကနောက်ဆုံးခံနိုင်ရကိုပါချိုးဖျက်လိုက်တဲ့အရာပဲကျိုးရွေးက TV ဖန်သားပြင်ပေါ်ကသူမနဲ့ဆုံးဖန်တို့ရဲ့ယွန်စရာကောင်းတဲ့စကားပြောဆိုမှုကိုစိုက်ကြည့်နေတယ်နောက်ဆုံးမှာတော့သူမစိတ်ပြက်ပြူလဲသွားတယ်မဟုတ်ဘူးဒီလိုမဟုတ်ဘူးသူကကျမကိုအတင်းကျပ်လုပ်ခိုင်းတာအားလုံးကဆုံးဖန်ကကျမကိုဖိအားပေးခဲ့တာသူကကျမကိုချစ်တယ်လို့ပြောတယ်မင်းကကျမကိုတဖြည်းဖြည်းပိုပိုဆိုးဆိုးဆက်ဆံလာမယ်လို့ပြောတယ်ကျမကိုပျော်ရွှင်မှုပေးနိုင်တာသူတယောက်တည်းပဲလို့ပြောတယ်မင်းကိုပေါင်ခတ်ဖို့ကလည်းသူ့ကြံပဲမင်းဘဝပျက်စီးသွားရင်ငါတို့နှစ်ယောက်ထာဝရအတူနေနိုင်မယ်လို့သူပြောတယ်သူမကတာဝန်အားလုံးကိုကိုနဲ့မဆိုင်တယ်လို့လွှဲချနေတယ်ဒီအချိန်ထိတောင်သူမကတရုပ်ဆောင်နေသေးပဲကျွန်တော် TV ကိုပိတ်လိုက်တယ်အခန်းထဲမှာတိတ်ဆိတ်မှုကပြန်လဲဖုံးလွှမ်းသွားတယ်ကျွန်တော်မတ်တက်ရက်ပြီးစာကြည့်ခန်းထဲကနေပုံနှိပ်ထားတဲ့စာရွက်စာတမ်းနှစ်ဆောင်ကိုထုတ်ယူလာကသူမရှိကကော်ဖီစားပွဲပေါ်ကိုပြစ်တင်လိုက်တယ်တစ်ဆောင်ကကွာရှင်းစာချုပ်နောက်တစ်ဆောင်ကပိုင်ဆိုင်မှုအားလုံးကိုဆန္ဒအလျောက်ဆွတ်လွတ်ကြောင်းကြေညာစာတမ်းလက်မှတ်ထိုးနှစ်ဆောင်လုံးလက်မှတ်ထိုးမနက်ဖြန်လူမှုရေးရာဌာနကိုတွားပြီးဒီကိစ္စကိုငြင်းငြင်းချမ်းချမ်းအဆုံးသတ်ကြမယ်မင်းရဲ့မဟုတ်မမှန်ဆွဆွဲချက်အတွက်ရာဇဝတ်ကြောင်းအရာအမှုမဖွင့်ဘူး